လဆက်ကနဲ့မဟာဆက်ကပေါ့ညီကိုနှစ်ယောက်ရှိခဲ့ဘူးတယ်အမေဖြစ်သူကခေါင်းကိုက်ယောဂဆွဲပြီးအိပ်ရတယ်လဲနေတာ9နှစ်လောက်ကြာစေးစရာနဲ့ပြတော့စေးစရာကပြောတယ်အေးမင်းတို့အမေယောဂပျောက်ခြင်းယုံစားနဲ့ကုရမယ်ယုံရအောင်ရှာဆိုတော့အကိုဖြစ်သူအမေနာနေပြီညီဖြစ်သူကိုယုံရှာတော့တဲ့ကိုထွက်ခိုင်းညီဖြစ်သူသွားပြီးတော့ရှာလိုက်တော့တောထဲမှာခြုံတစ်ခုထဲမှာယုံမိသားစုသွားတွေ့တယ်ယုံကလေးလေးတွေနဲ့ယုံမိသားစုသွားတွေ့တော့အဲ့ဒီမှာသုလဇက်ကဟာယုံတော့တွေ့ပြီဆိုပြီးတော့ခြုံထဲမှာရိုက်တတ်ရင်အစင်စင်တတ်ဖို့သူကြုံလာခဲ့ပြီတန်ပတ်တာဆိုက်ရောက်လာခဲ့ပြီကြုံကြိုက်လာခဲ့ပြီဒါပေမဲ့လို့သူစဉ်းစားတယ်ဩငါအမေသက်ရှင်ဖို့အတွက်ဒီယုံအမေကြီးကိုတတ်ရမယ်ဆိုရင်တဘာဝမကြောက်ငါတို့ညီကိုငါတို့မိသားစုတော့ချမ်းသာတယ်ယုံမိသားစုတော့ဒုက္ခရောက်သွားလိမ့်မယ်ငါတို့ညီကိုနှစ်ယောက်အမေချမ်းသာရေးအတွက်ဒီယုံကလေးလေးတွေဒုက္ခပေးတယ်လို့ငါတို့ဖြစ်တော့မယ်ဒါဆိုရင်လည်းငါမတရားဘူးအဲ့တော့မတရားတဲ့လုပ်ကိုငါမလုပ်ချင်ဘူးတံပတ္တဝိရတိဆက်ရောက်လာတဲ့အခါမှာသူတော်ကောင်းတို့ဘာဖြစ်တော့ရှောင်ကျဉ်တာတာချင်းလို့ငါမလုပ်တော့ဘူးဆိုပြီးတော့ရှောင်ကျဉ်ပြီးတော့မှအိမ်ပြန်သွားတယ်အိမ်ကျတော့ကိုဖြစ်သူကမေးတယ်ဟဲ့ငါညီယုံသားရလားယုံတွေ့လားတွေ့တယ်ဒါပေမဲ့ယုံတော့မရခဲ့ဘာဖြစ်လို့မရခဲ့တိုက်ရမှာဝန်တာလေးလို့ဘာလို့ဝန်တာလေးတယ်လဲတို့အမေသက်ရှင်ရေးအတွက်ဒီယုံကိုတိုက်ရမယ်ဆိုရင်တို့မိသားစုတော့ချမ်းသာတို့မိသားစုကြတော့ဒုက္ခတွေကြီးကျယ်ရောက်ကြမှာလေအဲ့ဒါကြောင့်ငါမတတ်ဘူးတဲ့အကိုကြီးရေအဲ့ဒါကြောင့်မတတ်ခဲ့ပါဘူးပြောတော့အကိုကြီးဖြစ်သူကစိတ်တွေစိုးလိုက်တာတိရစ္ဆာန်နဲ့အမေနဲ့မေတ္တရန်နဲ့ထားရမလားဒီလိုမျိုးပေါ့ဒါပေမဲ့သုလစက္ကလရဲ့အတွေးကသူတော်ကောင်းတွေကြည်နော်ကိုယ်ခန္ဓာကိုယ်အကြောင်းပြုပြီးတော့တတ္တဝါတွေအသက်ရှည်စေခြင်းနာချမ်းသာစေခြင်းနာသည်သီလလို့ခေါ်တယ်ကိုယ်ရှိတဲ့ပစ္စည်းနဲ့သူတစ်ဖက်သားကိုချမ်းသာစေခြင်းနာသည်ဒါနလို့ခေါ်တယ်ကိုယ်ကကိုယ်ခန္ဓာကိုယ်အကြောင်းပြုပြီးတော့ယုံမိသားစုချမ်းသာစေခြင်းနာကိုယ်ခန္ဓာကိုယ်နဲ့တော့ချမ်းသာတဲ့ယုံမိသားစုဒုက္ခရောက်မယ်ဆိုငါမတရားတဲ့လူဖြစ်လိမ့်မယ်အတ္တာဓိပတိယလို့ဒီလိုခေါ်ပါတယ်ကိုယ်ရှေ့တန်းတင်တာကိုလာတတ်ရင်ကိုမကျေနပ်ဘူးကိုကသူများသွားတတ်သူများလည်းပဲကျေနပ်မလဲကိုပစ္စည်းသူများ